ကျွန်တော်ပြိုလဲသွားခဲ့ရင်ကျွန်တော်ကိုမှီထားတဲ့အရာတွေအားလုံးစောက်တရားမဲ့သွားကြမှာကျွန်တော်စိတ်တက်ကြပြီးလက်လျှော့သွားခဲ့ရင်ကျွန်တော်ကိုအားကိုးနေတဲ့အရာတွေအားလုံးအယိမ့်မဲ့သွားကြမှာစိတ်ဓာတ်တွေကြတဲ့အခါတိုင်းအစင်မပြေမှုတွေကြုံတဲ့အခါတိုင်းခေါင်းကိုအကြိမ်ကြိမ်ပြန်မက်ရတယ်တတ္တိကိုအခါခါပြန်မွေးရတယ်ငါရအောင်ရှေ့ဆက်မယ်လို့ကိုအားပေးရတယ်မျက်နာပေါ်ကအပြုံးတွေရဲ့နောက်ွယ်မှာခါတီးမှုတွေပင်ပန်းနွမ်းလျားမှုတွေရှိတဲ့အကြောင်းကျွန်တော်ရှိတဲ့သူတွေကိုကျွန်တော်အဆင်ပြေပါစေလို့ဆုတောင်းပေးနေတဲ့သူတွေကိုဘယ်တော့မှထုတ်ပြောပြမှာမဟုတ်ပါဘူးဘယ်လောက်ရှင်သန်နေရအောင်မှမသိနိုင်တဲ့လက်ကျန်နှိမ့်ဆွဲတွေမှာကျွန်တော်ရဲ့ရှင်သန်မှုတွေကအနှဲငယ်လေးပဲဖြစ်ဖြစ်အတိတ်ပဲရှိခဲ့ခြင်းပါ